တရေမခင်ကြီးနှင့်ချစ်သူဖြစ်ခဲ့တဲ့မောင်နှောင်းမွန်းညိုရွာလေးရဲ့အနောက်ဘက်တောင်ကြားမှာနှစ်ပေါင်း100ကျော်ကပျောက်ဆုံးသွားတဲ့ရွာဟောင်းလေးတစ်ခုရှိပါတယ်။ရွာသားတွေကဒီနေရာကိုခင်ကြီးရွာဟောင်းလို့ခေါ်ကြပြီးညဘက်ဆိုမီးခိုးမိုင်းတွေထဲကနေအမျိုးသမီးတစ်ယောက်ရဲ့ငိုတံတွေကြားရတတ်တယ်လို့ဆိုကြတယ်။မောင်နှောင်းဟာဒီရွာမှာမွေးဖွားခဲ့တဲ့လူငယ်တစ်ယောက်ပါသူကတရေတွေကိုလုံးဝမယုံကြည်ပဲတိတ်ပံနေကြပဲယုံနေလို့အမြဲပြောနေတတ်တယ်။ည12နာရီကျော်ချိန်မောင်နှောင်းဟာရွာဟောင်းလေးကိုမီးအိမ်နဲ့ဝင်ရောက်လာခဲ့တယ်။ရုတ်တရက်အသက်ကြီးလို့လာကူပေးတာလားချစ်စနိုးရှိတဲ့အမျိုးသမီးအတန်တစ်ခုကြားလိုက်ရတယ်။လှည့်ကြည့်တော့အဖြူရောင်ရှက်အင်ဂျီလေးဝတ်ထားတဲ့အလွန်လှပတဲ့အမျိုးသမီးတစ်ယောက်တစ်ပင်အနီးမှာရက်နေတာကိုတွေ့လိုက်ရတယ်။ခမ ्या ကဘာတူလဲကျမနာမည်ခင်ကြီးပါဒီရွာမှာတခါတော့ကနေခဲ့တာပါမောင်နှောင်းဟာသူမရဲ့အလှတရားကိုမျက်စိကျနေမိပြီးသူမနဲ့စကားဆပြောမိသွားတယ်တညာလုံးစကားပြောရင်းနဲ့မောင်နှောင်းဟာခင်ကြီးကိုချစ်မိသွားပါတော့တယ်မနက်ခင်းမှာမောင်နှောင်းဟာရွာကိုပြန်လာခဲ့ပြီးခင်ကြီးနဲ့နောက်ညတွေမှာလည်းဆက်တွေ့ဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ထူးဆန်းတဲ့အချက်တွေသတိထားမိလာတယ်ခင်ကြီးကနေကင်းဘက်တွေမှာဘယ်တော့မှမပေါ်ဘူးသူမရဲ့အရေးပြားကအေးဆက်နေတယ်ပြီးတော့တခါတလေမှာလည်းသူမရဲ့ပုံရိပ်တွေဟာမှုံဝါးသွားတတ်ပါသေးတယ်တညမှာမောင်နှောင်းဟာအမှန်တရားကိုသိရှိသွားတဲ့ခင်ကြီးဟာနှစ်ကြာပြီဖြစ်တဲ့ရေကန်ထဲမှာတေဆုံးခဲ့တဲ့တရေမတယောက်ဖြစ်နေတာကိုပေါ့အမှန်တရားကိုသိပြီးနောက်မောင်နှောင်းဟာခင်ကြီးကိုရှောင်တိန်သွားခဲ့တယ်ဒါပေမဲ့တညမှာနှောင်းနေငါကိုစွန့်ခွာသွားတာလားဆိုပြီးခင်ကြီးရဲ့ငိုတံတွေကိုကြားလိုက်ရတယ်လှည့်ကြည့်တော့ခင်ကြီးဟာသွေးများနဲ့ဖုံးနေတဲ့သူမရဲ့မူလအသွင်ကိုပြန်ဖော်ပြနေပြီငါတို့အမြဲတမ်းအတူနေရမယ်နှောင်းငါနဲ့ကိုတယောက်တည်းမထားခဲ့နိုင်ဘူးငါနဲ့အတူလိုက်ခဲ့ပါနော်နှောင်းခင်ကြီးရဲ့အတန်တွေဟာခက်ထန်နေခဲ့တယ်မလုံးနဲ့ဆိုပြီးမောင်နှောင်းရဲ့ကြောက်ရွံ့တကြီးအော်တန်ဟာဟိန်းခနဲထွက်လာပြီးနောက်နေ့မှာတော့ရွာသားတွေဟာမောင်နှောင်းကိုမတွေ့ရတော့ဘူးဒါပေမဲ့ညဘက်တိုင်းခင်ကြီးရွာဟောင်းကနေအမျိုးသားနဲ့အမျိုးသမီးရေမောတန်တွေကြားရတတ်သေးတယ်လို့ဆိုကြတယ်ချစ်ချင်းမြတ်တာဟာတေခြင်းတရားကိုတောင်အနိုင်ယူနိုင်တယ်ဒါပေမဲ့အချို့သောချစ်ချင်းမြတ်တာတွေကတော့ကျိန်စာဖြစ်စေနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုမြင်ရမှာပါတငယ်ချင်းတို့လည်းမောင်နှောင်းကိုအားကြပြီးတရေမကိုချစ်သူမတော်ခြင်းနဲ့ဒါကပုံပြင်တက်တငယ်ချင်းတို့မရနိုင်တဲ့ဘဝပါကြည့်ရှုအားပေးကြလို့ကျေးဇူးတင်ပါတယ်ကျမတင်ဆက်သူကျူကျူပါ